သာသနာတော်နှစ်2562နှစ်ကောဇာတက္ကရာ1380ပြည့်နှစ်နောက်တစ်ခုလဇန်10ရက်2019ခုနှစ်ဧပြီလ14ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မဒါယသာသနာစင်တာကျောင်းတိုင်းဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်မြန်မာနှစ်သက်ကူသင်္ကြန်ကာလအထူးဓမ္မသဘင်အခမ်းအနား၌ဒေါက်တာဦးစောထွန်းနှစ်နှစ်17လပြည့်အားရည်စူး၍မိခင်ကြီးဒေါခင်သန်းမြင့်ဇနီးဒေါက်တာဒေါ်ထေထေကြီးမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမဟောဒရာပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းနှင့်အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတကာထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းဒါဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွဉ္ဉ္ကြီးဟုကျက်သီထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချိန်မျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပေမန်းခြင်းတို့ကတော်ဘဝတဏ္ဍချိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကသတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမဟောဒရာပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းနှင့်ပညာရဲ့စွမ်းအားဟာတခြားစွမ်းအားတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အကြီးမားဆုံးလို့ဒီလိုဆိုရတယ်။စာပေကျမ်းကမှလည်းပဲဒီတိုင်းပြထားတယ်။အဲ့တော့လောကမှာစွမ်းအားရှိတဲ့အရာတွေကိုစာတကပါဠိတော်မှာထုတ်ပြထားတဲ့စွမ်းအားရှိတဲ့အရာတွေကဘာတွေတုံးဆိုလို့ရှိရင်နံပါတ်1ကဘာဟုပလလက်ယုံအားလို့ခေါ်တယ်လူတွေကကိုယ့်ရဲ့လက်ယုံကိုအားကိုးပြီးတော့လုပ်ကြကံရတာဖြစ်တယ်လက်ယုံအားဆိုတာလည်းပဲအင်အားတစ်ခုပဲကိုယ့်ရဲ့လက်ယုံကိုအကြောင်းပြုပြီးတော့အမိပြုပြီးတော့ဆွမ်းဆောင်မှုတွေပေးကြတယ်အောင်လာအင်ဆန်းတို့လိုနေမှာပေါ့
လက်ယုံအားနဲ့လည်းပဲလောကကြီးကိုနိုင်ယူလို့ရတာတွေရှိတယ်ပေါ့နော်အဲ့ဒါကိုဘာဟုပလလို့ခေါ်တယ်နောက်တစ်ခါအင်အားတရားကတော့ဘောဂပလလို့ခေါ်တယ်လူတွေရဲ့ပိုင်ဆိုင်မှုစီးပွားဥစ္စာတွေကလည်းပဲအင်အားတစ်ခုပဲအတော်ရောမှုခင်းကိစ္စငွေချေးပေးလိုက်လို့ရှိရင်လွတ်မြောက်သွားနိုင်တယ်ဒါသူ့စွမ်းအားတစ်ခုလို့ဆိုလို့ငွေချေးနဲ့အကာအကွယ်လုပ်လို့ရတယ်အဲ့ဒီငွေချေးတနာဟာလည်းပဲစွမ်းအားပြည့်တဲ့အရာတစ်ခုဖြစ်တယ်လို့ဒါတွေကိုလည်းအသုံးချပြီးတော့လူတွေဟာလောကကြီးကိုနိုင်ယူကြတယ်တဏအင်အားနဲ့ဖိပြီးတော့လည်းပဲကိုကအနိုင်ရနိုင်တယ်ဒါလည်းအင်အားတစ်ခုလို့ပြောတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုအမစ္ဆပလဆိုအပေါင်းအသင်းတွေရဲ့အင်အားရှင်ရင်နေဆိုလို့ရှိရင်ဒီမေမှုတန်းပညာရှိအမတ်တွေရဲ့စွမ်းအားလို့ဒီလိုဆိုလို့တယ်ပေါ့အကြံပေးတွေအမှုတန်းကောင်းတွေရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအခက်အခဲတွေကိုလွန်မြောက်ရုံမကအောင်ပွဲအလီလီကိုရရှိနိုင်တာဒါအမှန်တယ်ပဲဒါကြောင့်မို့မစ္ဆပလဆိုတဲ့တမန်လူတွေကြတော့အပေါင်းအသင်းပေါ့နော်ရှင်မင်းတွေကြတော့အမှုတန်းတွေပေါ့အမှုတန်းကောင်းရှိလို့ရှိရင်သူ့ရဲ့အောင်မြင်မှုကတရဖူဆောင်းနိုင်တယ်မေကောင်းဆွေကောင်းတွေအများကြီးရှိတဲ့လူဟာလည်းပဲအရာရာအခက်ခဲတွေကိုကျော်လွှားနိုင်တယ်ဒါကိုအမစ္ဆပလလို့ခေါ်တယ်ပေါ့အဲ့ဒါလည်းပဲကြီးမားတဲ့စွမ်းအားတစ်ခုလို့ဆိုလို့တယ်နောက်တစ်ခုကတော့အဘိစစ္ဆပလအဘိစစ္ဆဆိုတဲ့အဓိပ္ပာယ်ကမျိုးရိုးမြင့်မားခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအလို့လျောက်ပဲသူကအရှိန်ဝါရှိတယ်မျိုးရိုးကမြင့်မားနေသည့်အတွက်ကြောင့်ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအနိုင်ယူနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကအလို့အလျောက်ခံညာယူသေးနေကြတယ်ဇက်ခွဲချမှုစနစ်ကြီးကျယ်ရှိတဲ့အိန္ဒိယနိုင်ငံတို့လိုဟာမျိုးကြတော့မျိုးရိုးဆိုတဲ့ခွန်အားဟာအလွန်ကြီးမားတယ်ပေါ့မျိုးရိုးနှိမ့်ကျသွားရင်ဒီပုဂ္ဂိုလ်ဟာအထက်တန်းရောက်ဖို့တော်ခဲဘလောက်ပဲတော်ဘလောက်ပဲပစ္စည်းဥစ္စာချမ်းသာဘလောက်ပဲပေါင်းတဲ့နေကောင်းမျိုးရိုးကထက်တမ်းမကြဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကသိငယ်နေတာပဲမျိုးရိုးနဲ့ပတ်သက်ပြီးသိငယ်ဒါကြောင့်မို့အဘိစစ္ဆပလဆိုတဲ့မြင့်မြတ်တဲ့မျိုးရိုးမှာဖြစ်ရတယ်ဆိုရင်အလိုလျောက်မြေတပံလှပြီးတော့ထက်တမ်းကြနေတာဖြစ်တယ်နော်သူခေတ်နဲ့သူပေါ်တရားအဲ့ဒါလို့လောကမှာစွမ်းအားကြီးကြီးမားတဲ့ဗလ၄မျိုးထဲမှာနောက်ဆုံးကတော့ပညာဗလပဲဖြစ်တယ်အလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျန်တဲ့ဗလတွေဘလောက်ပဲကောင်းပညာဗလဟာစွမ်းအားထက်မြက်ဆုံးပဲဖြစ်တယ်လို့မှတ်ရမှာဖြစ်တယ်အဲ့ဒီထဲမှာဘာဟုဗလဆိုလက်ယုံအားဟာအညံ့ဆုံးအင်အားလို့ဆိုလို့တယ်ပေါ့ပညာဗလကတော့အမြင့်ဆုံးအင်အားလို့သူတို့သတ်မှတ်တယ်ဒါကြောင့်မို့အသိပညာဆိုတာဓမ္မရေးကြည့်လို့ပညာစွမ်းအားတွေပြည့်ဝအောင်တတိဆောင်ပြီးတော့ကြိုးစားအထောက်ကြမှာဖြစ်တယ်ပေါ့လောကမှာအင်အားကြီးမားဆုံးအောင်မြင်မှုကိုတရဖူဆောင်ပြီးအောင်မြင်မှုမှန်သမျှကိုပေးနိုင်စွာအရှိဆုံးကပညာစွမ်းအားသာလင်ဖြစ်တဲ့ကျန်တဲ့စွမ်းအားတွေကိုအကုန်လုံးကြော်ဖြတ်သွားပြီးတော့ပညာစွမ်းအားကတရဖူဆောင်သွားတယ်လို့သူတို့ဆိုရမှာဖြစ်တယ်ဒါကတေတကုဏဇတ်မှလာရှိတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်ပေါ့အခုမဟောဒရပညာရှိဆိုတာမိတိလမျိုးသားမဟုတ်ဘဲနဲ့မိတိလမျိုးရဲ့အပြင်ဘက်ကယဝမစ္စကဆိုတဲ့အရှိယဝမစ္စကရွာရဲ့တမန်အယတ္တတထေသာတူမြတာဖြစ်တယ်သို့သောရှမ်းတောက်အမခံသူရဲ့ပညာစွမ်းကြောင့်မို့လို့
တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကစပြီးအလေးပြုရတဲ့အနေအထားမျိုးရောက်သွားတာဒါပညာစွမ်းအားပဲသူတဏှာဂုဏ်တွေကြီးမားလို့လည်းမဟုတ်ဘူးနော်မျိုးမြတ်လို့လည်းမဟုတ်ဘူးတကယ်ကတော့ပညာစွမ်းအားပဲဖြစ်တယ်ဒါကြောင့်မို့မဟောဒရပန္တိတမဟောဒရပညာရှိလို့ဗမာတွေကတော့မဟောဆိုပြီးတော့သုံးလေးရှိတယ်နော်ပါဠိစာပေအမှန်တိုင်းဆိုရင်မဟောဒရမဟာဩဒရစွန့်ရည်ထက်သောဆေးတော့ဆေးရဲ့ပိုင်ရှင်လို့မွေးဖွားလာတဲ့အခါမှာလက်ထဲမှာစွန့်ထက်တဲ့ဆေးတော့ကလေးဆုပ်ကိုင်းပြီးတော့မွေးဖွားလာသူဖြစ်လို့မဟောဒရဆိုတဲ့နာမည်ရရှိထားတာပဲဖြစ်တယ်မျိုးရိုးနာမည်မဟုတ်ဘူးသူ့ရဲ့ထူးခြားချက်တစ်ခုကိုအကြောင်းပြုပြီးမဟောဒရလို့ခေါ်တယ်အေးအသက်အရွယ်လွန်မင်းငယ်လို့ကလေးသူငယ်ဘဝ9နှစ်အရွယ်များသာရှိတော့လည်းပဲတာမန်လူကြီးတွေတောင်မသိတဲ့အရာမျိုးကိုသိနိုင်စွမ်းရှိနေတာသူ့ရဲ့ပညာစွမ်းအားဟာအမခံရှိလာပါတယ်ပေါ့နွားတရားစီရင်ပြီးဆုံးဖြတ်ပုံဟာဒီမိုကရေစီကြကြနီးနဲ့သူဆုံးဖြတ်တာပဲသူ့အနေနဲ့လူတယောက်ပေါ်မှာဒီလူဟာလူကောင်းဒီလူဟာတခိုးဆိုတာအကဲခတ်ကြည့်ုံနဲ့သိနိုင်တော့လည်းပဲသူဟာအထောက်ထားမပြပဲနဲ့ဆုံးဖြတ်ချက်မပေးခဲ့ဘူးလက်တွေ့ကြတဲ့အထောက်ထားတစ်ခုကိုပြသပြီးလူထုကိုမေးမြန်းလိုက်တယ်ဘသူဟာတခိုးဘသူဟာပိုင်ရှင်ဖြစ်နိုင်တယ်လဲဆိုတာတရားစီရင်ဆုံးဖြတ်တဲ့အခါမှာသူကိုယ်တိုင်သူသဘောချသူဆုံးဖြတ်တာမဟုတ်ဘဲနဲ့လာရောက်ကြည့်ရှုကြတဲ့လူထုတွေရဲ့ဆုံးဖြတ်ချက်သဘောမျိုးဖြစ်အောင်ကြောင်းကျိုးစီလျော်ညီညွတ်တဲ့အကြောင်းပြချက်တွေနဲ့နွားပိုင်ရှင်နဲ့နွားတခိုးကိုခွဲခြားပြလိုက်တာပဲဖြစ်တယ်။အကယ်၍သာအဂတိလိုက်မယ်ဆိုလို့ရှိရင်နွားတခိုးကလက်ထိုးလိုက်တာနဲ့တပြိုင်နက်တရားကပြောင်းပြန်ဖြစ်သွားနိုင်သေးတယ်ပေါ့။အခုကကြတော့လက်ထိုးလို့မရဘူး။သူတို့နှစ်ယောက်ရဲ့အပြောဆိုပေါ်မှာမူတည်လိုက်တယ်။နွားပိုင်ရှင်ကနွားကိုပါကျွေးလဲမြက်ဖက်ကျွေးတယ်။နွားတခိုးကအထက်တန်းကြနဲ့သူ့အိမ်မွေတဲ့နွားပါဆိုပြီးသူကနွားတွေကိုယာကုတိုက်တယ်တဲ့။နှမ်းမှုန့်စားသည်အဆင့်တန်းမြင့်နွားတွေကိုကျွေးတယ်လို့သူပြောလိုက်တယ်။အဲ့ဒီမှာတည်းပဲနွားပိုက်ထဲရောက်နေတဲ့ပစ္စည်းက2မျိုးဖြစ်သွားပြီ။ဘသူစကားမှန်တယ်လဲဆိုတာဒီမိုကရေစီကြယုတ်တိကြနော်နွားကိုဝန်းရှောင်းအောင်လုပ်ပြီးတော့ပြသလိုက်တာဒါသူ့ရဲ့ပညာစွမ်းအားဘသူကညင်လို့မရဘူးလေဘသူကညင်လို့မရဘူးလက်တွေ့နဲ့ကဲနွားကိုဝန်းရှောင်းအောင်လုပ်လိုက်တဲ့အခါမှာနွားရဲ့ဝန်းပိုက်ထဲကထွက်လာတဲ့အစာကိုဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာနှမ်းမုံတို့မယောတို့ဒီယာကုတို့ဆိုတာတခုမှမပါဘူးပါတွေပါတော့မြက်ဖက်ပါဒီရင်အေးစစ်တယ်လို့စစ်လိုက်တာဒါအမှန်တမ်းခက်မိတဲ့ဤစနစ်လို့ပြောမှာဒါနွားစားထားတဲ့အစာကိုစစ်ဆေးလိုက်ခြင်းအဖြစ်ဘသူပြောတာနဲ့ကိုက်ညီတယ်လဲဆိုတာကိုအခြေခံပြီးတော့လူထုကိုမေးလိုက်တယ်ဘသူစကားကမှန်တယ်လဲဆိုမြက်ကျွေးတယ်ဆိုတဲ့လူစကားမှန်ပါတယ်ဒါဒီမိုကရေစီနေကြလို့ခေါ်နော်အများလူတွေကထောက်ခံလိုက်တာအဲ့ဒီထောက်ခံချက်အရာနွားတခိုးဟာအပြစ်ဒဏ်ကျသွားတယ်သူ့ကိုခိုးသလားမခိုးဘူးလားလို့မေးမြန်းတဲ့အခါမှာဒီအချိန်မှာရှောင်တိန်ပြီးတော့လိမ့်လီလှီပြလို့မရတော့သည့်အဆုံးမှာဝန်ခံချက်ပေးလိုက်ရတယ်လက်မှတ်ထိုးလိုက်ရတယ်ပေါ့သူခိုးပါတယ်ဆိုအဲ့ဒီမှာပြစ်ဒဏ်ကျဒါမဟောဒရပညာရှိရဲ့နွားတရားစီရင်ဖြတ်ထုံးမယ်ဖြစ်တယ်ပေါ့ဒါအဲ့ဒါမှတ်သားစားထရကောင်းတယ်လောကကြီးမှာအလားတူကိစ္စတွေရှိတယ်အများကြီးပဲအဲ့ဒါလိုအလားတူကိစ္စမျိုးတွေဟာသူ့ရဲ့စဉ်းစားတွေးခေါ်မှုသူ့ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာဘယ်သူမှညင်းလို့မရအောင်
ဒီတေခံကိုယ်တိုင်ကညင်းလို့မရအောင်ဖြောင်းချက်ပေးရတဲ့အနေအထားမျိုးရောက်သိထီအောင်သူဟာစွမ်းဆောင်မှုပေးခဲ့တာဒီတဲ့သေချာတာမရှိဘူးပေါ့နော်ဒါကြောင့်မို့မောဒရာပညာရှိဟာအသက်အရွယ်နဲ့မလိုက်အောင်စဉ်းစားတွေးခေါ်မှုအသိဉာဏ်ဟာမြင့်မားတယ်လို့လူဆိုတာအသိဉာဏ်ဟာအသက်အရွယ်နဲ့လည်းမဆိုင်ဘူးအမျိုးနဲ့လည်းမဆိုင်ဘူးပညာဒနာကုံနဲ့လည်းမဆိုင်ဘူးမျိုးရိုးနဲ့လည်းမဆိုင်ဘူးဘာနဲ့ဆိုင်တော့ဆိုရင်ကိုယ့်ရဲ့ပညာရနဲ့ပဲစွမ်းရည်နဲ့ပဲဆိုင်တယ်ပေါ့ဒါကြောင့်မို့ပညာဗလားဟာအမြင့်ဆုံးဖြစ်တယ်လို့ကဲဒီကနေ့တရားစီရင်ဖြတ်ထုံးမှုလေးတွေဟာစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေကိုဆက်ပြောအောင်အားလုံးဟာတရားစီရင်ချက်ပေးလိုက်တာပြဿနာလေးတွေအားလုံးကိုသူဖြေရှင်းပုံလေးတွေကသဘာဝအမတ္တမကြတယ်ပေါ့ဒုတိယသူ့ရဲ့ဖြတ်ထုံးကိုသဘောကျလို့ဒုတိယရောက်လာတဲ့အမှုကဘာလဲလို့ဆိုရင်သူ့ယုံကိုရောက်လာပြီးတော့အငြင်းပွားတဲ့လူတွေရောက်လာတော့ဘာရောက်တော့ဆိုရင်ဒီငွေကြေးတဏမပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာပလဲလုံးတို့ပလဲတွေတွေကိုဝယ်ဖို့ရမတတ်နိုင်ဘူးလည်းပင်အလှဆင်ញင်ကြတယ်အမျိုးသမီးတွေဆိုတော့ဝတ်စားဆင်ရင်လှုပ်ချင်ကြတယ်လည်းပင်ကိုလှလှပပလေးပလဲကုန်းနဲ့ဆွဲခြင်းနဲ့ရွှေဆွဲကြိုးလေးဆွဲခြင်းနဲ့သို့တော့ငွေကြေးတဏကမတတ်နိုင်တဲ့အခါကျတော့ဆင်းရဲတဲ့အမျိုးသမီးတယောက်ဟာဘာလုပ်တုံးဆိုရင်ရောင်းဆုံးခြီလုံးလေးတွေကိုပလဲတဲ့ဖွယ်ခြီလုံးလေးတွေကိုလုပ်ပြီးတော့လဲဆွဲကုန်းလေးလုပ်ပြီးလည်းပင်အလှဆွဲထားတယ်နော်လည်းပင်အလှဆွဲထားအဲ့ဒီအလှဆွဲထားတဲ့ဒီခြီနဲ့လှုပ်ထားတဲ့လဲဆွဲတန်းစာလေးကိုသူတမက်တမောဆင်ရင်ပြီးနေတဲ့အမျိုးသမီးပေါ့တနေ့ကျတော့သူ့လိုငယ်ရွယ်သူအမျိုးသမီးတယောက်နဲ့အဲ့ဒီခြီနဲ့လှုပ်ထားတဲ့လီဆွဲတန်းစာနဲ့ပတ်သက်ပြီးသူ့ပိုင်းငါးပိုင်းအငြင်းပွားမှုဖြစ်ပေါ်လာခဲ့တယ်သူ့ပိုင်းငါးပိုင်းအငြင်းပွားဖြစ်ပေါ်လာဖြစ်တာကဘယ်လိုဖြစ်တုံးလို့ဆိုတော့သူကဒီမဟောဒရာပညာရှိရဲ့ရေကန်ကြီးနာရောက်တဲ့အခါကျတော့လမ်းလျှောက်လာရတော့အိုက်တာနဲ့အဲ့ဒီမှာရေချိုးခြင်းစိတ်ပေါက်လာရေချိုးခြင်းစိတ်ပေါက်လာလို့သူပါလာတဲ့အဝတ်ကလေးကိုချွတ်လေပင်ကရောင်းဆုံးဒီလေဆွဲတန်းစာလေးကိုချွတ်ပြီးတော့အဝတ်ပေါ်မှာပုံထားအဝတ်ပေါ်မှာတင်ထားပြီးတော့ရေကန်နဲ့ဆင်းပြီးရေချိုးအဲ့ရေချိုးနေတဲ့အချိန်မှာအမျိုးသမီးငယ်တယောက်ရောက်လာပြီးတော့အမျိုးသမီးတွေရဲ့ထုံတန်းစင်လာအတိုင်းပေါ့လှလှလေးမြင်လိုက်တဲ့အခါကျတော့ဟဲ့လေဆွဲလေးကလှလိုက်တာဘလို့သူလှုပ်ထားတာတော့ဘလို့လှုပ်ထားတာတော့ကင်ကြည့်အောင်မနော်ဆိုကင်ကြည့်ရတယ်ဒါလေးမျိုးလှုပ်ချင်လိုက်တာခြီရှိလို့ရှိရင်လှုပ်လို့ရတာပဲသူလည်းလှုပ်အောင်မယ်ဒါကြောင့်မို့သူ့လင်ပေးလေးနဲ့တော်မတော်စွတ်ကြည့်ခြင်းပါသေးတယ်ဆိုတော့ဟောလည်းသဘောကောင်းတော့စွတ်ကြည့်လိုက်ပေါ့လို့ဆိုစွတ်ကြည့်ပြီးတော့လေပင်လေးမော့ပြီးကြောက်လေးလမ်းလျှောက်ကြည့်ခြင်းလိုက်သေးတာအဲ့တော့လေပင်ကိုစွတ်ထားပြီးတဲ့အခါကျတော့ပြန်မထားတော့ဘဲနဲ့ယူသွားလေရဲ့အဲ့တော့ဝုတ်ပြီးတော့ပြန်ချမထားခဲ့ပဲနဲ့ပလဲတဲ့ဒီလေဆွဲတန်းစာလေးကိုဝုတ်ပြီးယူသွားတော့ဟိုတဲ့ဟာငါဘာလို့ယူသွားတာတုံးဆိုပြီးတော့ရေထဲကနေအလင်းမြန်တက်လို့အဝတ်ပါလဲပြီးနောက်ကနေလိုက်တာငါဟာဘာလို့ယူတာတုံးငါဟာဘာလို့ယူတာတုံးဆိုတဲ့အခါကျတော့ဒါနဲ့ဟာမဟုတ်ဘူးငါလည်းပဲမှရှိနေတယ်ငါပစ္စည်းနင်းနဲ့မဆိုင်ဘူးနင်းဟာတခြားဟာနေမှာလို့ပြောင်းလိမ့်တာပေါ့နော်ခုရဲ့ဒီပေါင်ချိန်တို့လို့ပြောင်းလိမ့်တာကလည်းအများကြီးရှိတာဟုတ်နော်ပြောင်းလိမ့်ဆိုတာအဲ့ဒါပဲတကယ်ကိုလိမ့်လိုက်တာသူကခုလေးတင်ယူသွားပြီးတော့အဲ့ဒါသူ့ပိုင်းတာပါသူ့လည်းပဲမှရှိတာသူ့ပိုင်းနေတာပေါ့ဆိုပြီးပြောင်းလိမ့်တာအဲ့ဒါလို့ပြောင်းလိမ့်ပြီးတော့ဒီအမှုဟာမဟောဒရာပညာရှိရဲ့ဝိနည်းဆရာဌာနကိုရောက်လာတယ်ရောက်လာတဲ့အခါကျတော့
သူတို့နှစ်ယောက်ရဲ့ပြောပုံဆိုပုံဟန်ပန်ကြည့်တာနဲ့ပဲလူတွေဟာဘသူကပိုင်ရှင်ဘသူကတခိုးဆိုတာမောဟတရပညာရှိကသိတယ်သို့တော်လည်းပဲသူ့သဘောနဲ့ဆုံးဖြတ်လိုက်လို့ရှိရင်ဒီမိုကရေစီနီလန်းကြမှာမဟုတ်ဘူးဒါကြောင့်မို့လို့အကြောင်းအကျိုးအလုံးလက်ခံနိုင်လောက်တဲ့ဖြတ်ထုံးတစ်ခုကိုသူကဆုံးဖြတ်ဖို့အတွက်မေးလိုက်တယ်တယောက်စီခွဲပြီးတော့မေးတယ်ဒီလေဆွဲတစားကိုခမည်းကဘာနန္တာတွေလိမ့်တယ်လေခိုးတဲ့အမျိုးသမီးကိုမေးလိုက်တယ်ယူလာတဲ့အမျိုးသမီးသူဟာနန္တာဆုံးလိမ့်ပါတယ်တဲ့သူကဖြေတယ်နန္တာဆုံးလိမ့်ပါတယ်နန္တာဆုံးနဲ့မွှေးထုံထားတယ်တခါပိုင်ရှင်အမျိုးသမီးကိုမေးလိုက်တဲ့အခါကျတော့ပိုင်ရှင်အစ်စ်မျိုးသမီးကသူ့မငွေကြေးတနမတတ်နိုင်ဘူးတဲ့ဒါလေးတောင်မှမနေကြိုးစားပြီးတော့လှုပ်ထားရတာပြီးရင်ခုပန်းနန့်တစ်မျိုးပဲသူဟာဒီယနံလေးသိအောင်ထုံမှန်းနိုင်ပါတယ်လို့ပြီးရင်ခုပုပ္ဖာဆိုတဲ့ဥပဒကပင်ပန်းအနံ့လေးတစ်ခုပဲသူပေးနိုင်ပါတယ်ဟိုလိုနတ်သာဆုံးမဆွတ်ဖြန်းနိုင်ပါဘူးလို့ပြောဒါသူတို့စကားနှစ်ခုအတီးယူထားတယ်အလုံးကြားကြတယ်နော်လို့ပြောပြီးသူဖြတ်ထုံးလို့ပုံပါအနံ့ခံကောင်းတဲ့ရွာတွေကလူတယောက်ကိုခေါ်ပြီးတော့ဒီလီဆွဲတန်းစာလေးကိုရေခွက်ထဲထည့်လိုက်ထည့်ပြီးတော့အနံ့ခံခိုင်းတယ်ဘာအနံ့ရတော့ဆိုအနံ့ခံကောင်းတဲ့လူကအနံ့ခံရလဲလူတိုင်းကောင်းတာမဟုတ်ဘူးနော်နှာခေါင်းပိတ်နေတဲ့လူကလည်းအနံ့ရမှာမဟုတ်ဘူးသူကအနံ့ခံကောင်းတဲ့လူဆိုတာရှိတယ်ကော်ဖီရောင်းတာတောင်မှပဲကော်ဖီမြည်သမားဆိုတာရှိတယ်အဲ့ဒီကော်ဖီမြည်သမားကဒီကော်ဖီရဲ့ quality မှန်ကိုသူကမြည်စမ်းရတယ်အခုလဲအနံ့ကိုနှာခေါင်းကောင်းတဲ့လူကိုမြည်ခိုင်းနမ်းခိုင်းရတာအဲ့ဒီနမ်းခံကောင်းတဲ့လူကရှည်ထဲမှာစိန်ထားပြီးတော့အနံ့လေးတွေထွက်လာတဲ့အခါမှာနမ်းကြည့်တော့အရှင်တထေသမောဟဒရပညာရှိကျွန်ုပ်နှာခေါင်းကအနံ့ရတာတော့ပြီးရင်ခုပန်းနံ့မရပါတယ်နတ်သာဆုံးအနံ့မရပါဘူးဟောအနံ့နဲ့ဒီသူတို့ပြောတဲ့စကားအရဘယ်အနံ့ရတာကမှန်တယ်လဲဆိုတာကိုမေးလိုက်တာအဲ့ဒါလိုမေးလိုက်ပြီးတော့နားထောင်နေတဲ့လူလူပြိဿကိုမေးတယ်ကဲဒီတိုင်းဆိုလို့ရှိရင်ပြီးရင်ခုပန်းနဲ့ထုံမွန်းတဲ့အမျိုးသမီးကပိုင်ရှင်လားခုနကသူကိုယ်တိုင်ကပြောတယ်နတ်သာဆုံးထုံမွန်းပါတယ်လို့ပြောတယ်သူနတ်သာတခြားအနံ့တစ်ခုမှမရဘူးပြီးရင်ခုပန်းနံ့တစ်မျိုးတည်းပဲရတယ်ဆိုဘသူကပိုင်ရှင်ဘသူကသခိုးထင်တယ်လဲဆိုလူတို့ကနေပြီးရင်ခုပန်းနံ့ပိုင်ရှင်စစ်ပါဟိုနတ်သာဆုံးလိမ့်ချဲတဲ့ဆိုတဲ့အမျိုးသမီးကဒါသူခိုးတာပဲဖြစ်မယ်ဒီမိုကရေစီလူတို့ကနေထောက်ခံလိုက်တာအဲ့ဒီကြတော့ကဲဟုတ်သလားမဟုတ်ဘူးလားပြောဆိုတော့မလိမ့်နိုင်တော့ဘူးခိုးလာတဲ့အမျိုးသမီးကဟုတ်ပါတယ်ဝန်ခံလိုက်ရတယ်ဝန်ခံလိုက်တဲ့ကနောက်တာမျိုးမလုပ်ပါနဲ့ဆွဆုံးမှပြီးတော့လွှတ်လိုက်ဒါတရားစီရင်တဲ့ထုံးမှာအဗ္ဗဓမ္မတိကျသေးကြတဲ့စီရင်ထုံးတစ်ခုပဲပေါ့နော်အဗ္ဗဓမ္မတိကျသေးကြတဲ့စီရင်ထုံးနဲ့စီရင်လိုက်တာအဲ့ဒါကဥပဒေတွေလည်းပါဖို့သိပြီးလွယ်တာမှမဟုတ်ပဲနဲ့အခြေခံအကြောင်းအရာတစ်ခုကိုသူပညာစွမ်းအားနဲ့သူကလေ့လာတာဘာနဲ့ဆုံးဖြတ်မလဲဆိုတဲ့အပေါ်မှာအခြေခံတာဒါပညာရှိဖြတ်ထုံးမယ်နော်အဲ့တော့လိမ်လို့မရတော့ဘူးအဲ့ဒီတရားမှလည်းပဲမောဒရာပညာရှိဆုံးဖြတ်ပေးလိုက်တာကြားရတဲ့လူလူပရိသတ်ကြီးကတန်တော်နဲ့လက်ခံသွားကြတယ်အဲ့ဒါလို့လက်ခံတိုင်းမှာမောဒရာပညာရှိရဲ့သတင်းကိုထောက်လှမ်းနေတဲ့ပညာရှိအမတ်ကြီးကအမြဲတမ်းဘုရင်စီကိုသတင်းပို့တယ်သတင်းပို့တိုင်းလည်းဘုရင်ကြီးကအံ့ဩပြီးမောဒရာပညာရှိကိုနန်းတော်ခေါ်ပြီးတော့ယာတုပေးခြင်းလို့နန်းတော်ကိုဆင့်ခေါ်ဖို့အမြဲတမ်းစိတ်ဝင်စားပြီးတေတကအမတ်ကြီးနဲ့တိုင်ပင်လိုက်တိုင်းဟိုကဒီလောက်လေးနဲ့တော့ပညာရှိမခေါ်တော့သေးပါဘူးစောလွန်နေပါသေးတယ်ရှင်မင်းကြီးဆိုပြီးကန့်ကွက်ထား
ရှေးကဘယင်းတွေကိုလည်းကန့်ကွက်လို့ရှိရင်ဘယင်းကသူ့ဟာသူလုံးလို့မရဘူးနော်ဘယင်းတွေကလုံးလို့မရဘူးအမတ်ကြီးတွေသဘောတူမှလုံးလို့ရတာမျိုးတွေရှိတယ်အဲ့တော့ကန့်ကွက်သူကကန့်ကွက်တော့ဒီပညာရှိကိုခေါ်ခြင်းတော့လည်းပဲမောဟဒရာပညာရှိကိုနန်းတော်ခေါ်ပြီးယာရုပေးခြင်းတော့လည်းပေးခွင့်မရသေးဘူးစောင့်ကြည့်သေးတာပေါ့ဆိုတာနဲ့ပဲစောင့်ကြည့်ခြင်းပဲခံရတယ်ပေါ့နော်ဒါကဖြတ်ထုံးတစ်ခုကိုသူဖြတ်ထုံးတစ်ခုဆုံးဖြတ်ချက်ချလိုက်ပေါ့ပညာသာပါဆုံးဖြတ်ချက်ဖြတ်တယ်ဖြတ်ထုံးတစ်ခုပဲနောက်တစ်ခုကပြဿနာတစ်ခုကဘာတော့ဆိုရင်ဝါခွမ်းကနေပြီးတော့ခြီလုံးဖြစ်အောင်ပထမလှုပ်ကြရတာကိုဝါခွမ်းအမြင်လေးတွေကိုရစ်တန်နဲ့ရစ်ပြီးယူလိုက်တဲ့အခါမှာခြီလုံးလေးတွေဖြစ်လာတယ်အဲ့တော့အမျိုးသမီးတယောက်ကသူကဝါခင်းကြီးထဲမှာသူကအလုပ်လုပ်တာဝါခင်းအလုပ်လုပ်ပြီးဝါခင်းကိုစောင့်ရတာနေပြီးဝါပင်ကဝါခွမ်းနေပင်အပွင့်ကိုခူးပြီးတော့စောင့်ရင်းနဲ့သူကခြေလုံးရစ်လာခဲ့ဝါမြင်လေးတွေကိုခြီဖြစ်ရအောင်လို့ခြေလုံးလေးရှစ်လုံးလေးတစ်ခုဖြစ်အောင်လုပ်လာအဲ့ဒါမှနောက်အထက်ဖြစ်အောင်လုပ်လို့ရပထမခြေလုံးလေးဖြစ်အောင်ရှစ်လာခဲ့အဲ့တော့ရစ်လာတော့သဘောမှပြောမယ်ဆိုလို့ရှိရင်တော့လက်သီးစုပ်လုံးတော့သူရလာခြေလုံးလေးလက်သီးစုပ်လုံးတော့ရလာအဲ့ဒီမှာသူလည်းပဲဒါလေးကိုတယူတရအင်ကြီးဖြစ်ဖြစ်ရက်လုတ်ဖို့အထည်တစ်ခုရက်လုတ်ဖို့ဆိုပြီးတော့ဒီရက်လုံးလေးကိုရှင်ဝင်ပိုက်ပြီးတော့တယူတရယူလာပြီးမောဒရာပညာရှိရဲ့ရေကနာရောက်တဲ့အခါမှာရေစင်းချိုးတယ်ရေချိုးတဲ့အခါမှာခုနသူရှစ်လုံးလေးကိုအကြီးပေါ်တင်ထားပြီးအောက်ထဲဆင်းရေချိုးတယ်အဲ့ဒီနေမှာအမျိုးသမီးတယောက်ရောက်လာပြန်တော့ဟဲ့ခြေလုံးလေးကလည်းကောင်းလိုက်တာဒါလေးကကိုင်းကြည့်အောင်မနော်တော့ဆိုကိုင်းကြည့်ပါလို့ပြောကိုင်းကြည့်ပြီးတော့သူကပထမလှတဲ့ခြေလုံးလေးပဲခြေလုံးလေးဖြစ်လာပြီဒါလေးကိုအထည့်ရဲလို့ရှိရင်သိကောင်းမှာပဲဆိုပြီးပြောဆိုနဲ့အဲ့ဒီရှစ်လုံးလေးကိုလစ်သွားတယ်အဲ့လစ်သွားတော့ဟိုကရေချိုးရနေကြပြားတက်ပြီးငါခြေလုံးကိုဘာလို့ယူရတော့ငါခြေလုံးဘာလို့ယူတာအဲ့နစ်ခြေလုံးကတခြားနေမှာဒါငါခြေလုံးဆိုပြောင်းနေမြန်ဟောအဲ့လိုပြောင်းနေရကနေပြီးတော့တရားရုံးရောက်သွားတယ်သူ့ပိုင်ကိုယ်ပိုင်ဆိုတဲ့တရားရုံးရောက်သွားတယ်ဟိုကလည်းသူ့ဟာပါလို့ပြောတယ်ဒီဟာလည်းသူ့ဟာပါလောကကြီးမှာတရားရင်ဆိုင်ရတယ်ဆိုတာဒါမျိုးပဲလေနော်တရားရင်ဆိုင်ရတယ်ဆိုတာအငင်းပွားလာဟိုတကယ်ပိုင်ရှင်တဲ့ပုဂ္ဂိုလ်ကတော့ရိုးရိုးသားသားဒါသူ့ပိုင်တဲ့ဟာပါလို့ပြောတယ်ခိုးသွားတဲ့လူကလည်းဒါသူ့ပိုင်တာလို့ပြောပြန်တယ်အဲ့တော့ဘသူပိုင်တယ်ဆိုတာဟာအတန်ကြာနဲ့ဆုံးဖြတ်ဖို့ခက်တယ်လေဒီနေရာမှာပညာသုံးရမှာဖြစ်တယ်အဲ့တော့ခြေလုံးရစ်လုံးရစ်တဲ့အခါမှာအတွင်းထဲကဘာခံပြီးတော့ရစ်တယ်လဲဆိုတာရှုပ်ဝက်ချက်တစ်ခုပဲအဲ့ဒါကိုမဟောဒရာပညာရှိကသိတယ်ငယ်တဲ့သိတယ်ခြေလုံးရစ်ပြီဆိုလို့ရှိရင်အောက်ခံတစ်ခုရှိရအဲ့တော့သူတို့နှစ်ယောက်ကိုလူထုပရိသတ်ရှေ့မှာတရားရုံးမှာမေးတယ်ဟုတ်ပြီသူကလည်းဒီရေလုံးသူပိုင်တယ်ခြေလုံးကိုသူပိုင်တယ်ဟိုတယောက်ကလည်းပိုင်တယ်ဒါဖြင့်အဲ့ဒီရေလုံးကိုဘာခံပြီးတော့အတွင်းထဲကဘာထည့်ပြီးတော့ရစ်ထားတာတော့အဲ့မေးကိုမေးလိုက်တဲ့အခါကျတော့တယောက်နဲ့တယောက်မတူတော့ဘူးကွဲသွားပြီအဲ့ကြတကယ်ပိုင်ရှင်ကတော့သူကိုယ်တိုင်ရစ်လာတာဆိုတော့သူကတခြားမဟုတ်ပါဘူးတဲ့ဝါစိတ်ကိုခံပြီးတော့သူရစ်လာတာပါဝါယောဓာန်တို့ဝါစိတ်ကိုခံပြီးတော့သူရစ်လာတာဟိုသူရစ်ခဲ့တဲ့မဟုတ်တဲ့အမျိုးသမီးကတော့ဘာပြောတော့ဆိုရင်တဲစိတ်ကိုအတွင်းကသားပြီးသူရစ်လာတာပါလို့ပြောတော့နှစ်ယောက်ကကွဲသွားပြီတယောက်ကဝါစိတ်ခံပြီးတော့ဒီခြေလုံးကိုရစ်ခဲ့ပါတယ်
တယောက်ကတဲစေးကိုခံပြီးတော့ရွတ်ခဲ့ပါတယ်ဆိုကဲကောင်းပြီသူတို့နှစ်ယောက်ကိုအလုံးပိဋကကြားတဲ့အတိုင်းဘသူဟာမှန်တယ်ဆိုတာခြေလုံးကိုဖြည့်ကြည့်ကြတယ်ဖြည့်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အထဲထဲမှာဝါစိတ်ပဲတွေ့တယ်တဲစိတ်မတွေ့ဘူးဟောအကြောင်းကသူပြောတဲ့စကားရှင်းတော့မညီသည့်အတွက်ကြောင့်ခိုးတဲ့အမျိုးသမီးဟာအဲ့ဒီမှာတည်းမဲ့သူခိုးတဲ့နဲ့မိသွားတယ်ဒီမှာကျတော့မောဒရာပညာရှိကမင်းခိုးတာဟုတ်မဟုတ်မေးလိုက်တဲ့အခါသူဝန်ခံလိုက်ရတယ်သူခိုးလာတာပါအဲ့ဒီနောင်ကိုမခိုးဆုံးမသွန်သင်ပြီးတော့ဒီတရားဖြတ်ထုံးကိုလည်းပဲလူလူရှိမောက်မှာအကြောင်းကျိုးစီလျော်စွာသူဟာဖြတ်ထုံးချပေးခဲ့တယ်ပေါ့ပိုင်ရှင်အငင်းပွားမှုပေါ့နော်ခြေလုံးလေးတစ်ခုပေါ်မှာပိုင်ရှင်အငင်းပွားမှုကိုအခုလိုမဟောဒရာပညာရှိကတရားစီရင်ပြီးတော့ဆုံးဖြတ်ခဲ့တယ်တဲ့နောက်တရားဆွဲဆိုမှုတစ်ခုဖြစ်ပေါ်လာပြန်တယ်ကလေးနဲ့ပတ်သက်ပြီးတော့သူ့သားငါသားဆိုပြီးတော့အမေနှစ်ယောက်ပေါ်လာတဲ့ပြဿနာပေါ့နော်ခုခေတ်လည်းရှိတာပဲလေဆေးရုံကနေခိုးသွားတယ်တို့ဘာလို့သတင်းစာတွေမှာတွေ့ရသူ့သားပါငါသားပါဆိုပြီးတော့ကလေးလေးနဲ့ပတ်သက်ပြီးတော့အမေနှစ်ယောက်ဖြစ်ပေါ်နေလို့အငင်းပွားတဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာခဲ့တယ်အဲ့ဒီအငင်းပွားမှုပြဿနာကိုလည်းပဲပညာရှိမဟောဒရာဘယ်ပုံဘသူကမိခင်အရင်ဖြစ်တယ်လဲဘသူကခိုးလာသူဖြစ်တယ်လဲဆိုတာကိုလက်တွေ့ကြဆုံးဖြတ်နိုင်အောင်သူဟာစူးစမ်းတဲ့သူပညာစွမ်းအားနဲ့ထုတ်ဖော်ပြခဲ့တာဖြစ်တယ်ပေါ့ဖြစ်ပုံကတော့အမျိုးသမီးတယောက်ဟာသူ့သားငယ်လေးကိုရင်ဝင်ပိုက်ပြီးတော့ကလေးလေးကိုရေမဟောဒရာတို့ရဲ့ရေခံမှာရေမိုးချုပ်ပေးပြီးအဝတ်စားလေးဝတ်ပြီးအဝတ်ပုံလေးပေါ်မှာကလေးလေးတိတ်ပြီးသူကိုယ်တိုင်ရေဆင်းပြီးတော့ချိုးနေတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်လာပြန်ရောက်လာပြီးတော့ကလေးလေးကိုကြည့်ပြီးဟဲ့သားလေးကချစ်စရာလေးပဲချီးကြည့်အောင်မနော်သူကကလေးလေးကချစ်စရာလေးဒါကလေးတွေ့လို့ရှိရင်ခြိတတ်တဲ့လူကလည်းအမျိုးစုံပဲနော်ကလေးလေးကချစ်စရာလေးခဏခြိပြရစေအောင်ဆိုခြိကလေးလေးကိုချစ်နိုးလေးတိုက်ပြရစေအောင်ဆိုလေတိုက်ပါပေါ့ဟိုကတော့သဘောရိုးနဲ့ကိုခြိခွင်လည်းပေးတယ်နိုးတိုက်ခွင်လည်းပေးတယ်သူကရေချိုးရက်ဖက်ရှိသေးတယ်အဲ့ဒါလို့နိုးတိုက်အောင်မယ်ဆိုပြီးကလေးလေးကိုချော့မြူပြီးတော့ဟိုနာဒီနာသွားတဲ့အောင်နဲ့ကလေးလေးကိုခြိပြီးတော့ထွက်ခွာသွားတယ်အဲ့တော့အမေလှုပ်တဲ့ပုဂ္ဂိုလ်ကရေချိုးခံကနေမြန်တက်ပြီးတော့သူ့သားဘာလို့ယူသွားတာလဲဆိုနောက်ကနေလိုက်ပြီးတော့ဟစ်ပြီးတော့ပြောဟိုကြတော့ငါသားလေးကိုပဲခေါ်သွားတာတော့ဆိုဒါနင့်သားမဟုတ်ဘူးတဲ့ငါသားတဲ့ဖြောင်းလိုက်မြန်ရောနော်ငါသားငါယူသွားတာနင့်သားမဟုတ်ဘူးဆိုပြီးတော့ဖြောင်းနေပြီးအငင်းပွားကြပြန်ရောသူ့ပိုင်ကိုယ်ပိုင်သူဟာအမေမဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီးအငင်းပွားတဲ့ပြဿနာတစ်ခုဟာရှုံးရောက်လာပြန်ရောရောက်လာတဲ့အခါမှာဒီပြဿနာကိုမဟောဒရာပညာရှိကဘယ်လိုဆုံးဖြတ်တော့ဆိုမိခင်မဟုတ်သူတို့ရဲ့စိတ်နှလုံးသားချင်းဟာမတူညီဘူးအဲ့ဒီမတူညီတဲ့အချက်ကိုအခြေခံပြီးတော့သူကဘယ်လိုဆုံးဖြတ်ကောင်းပြီသူကလည်းသူ့သားလို့ပြောတယ်ဟိုတယောက်ကလည်းသူ့သားလို့ပြောတယ်ဘယ်သူဟာမိခင်အစ်စ်လဲဆိုခုခေတ်တော့ DNA တို့ဘာလို့စစ်ချင်စစ်မှာပေါ့နော်တန်တရားရှိပါတယ် DNA ကအဲ့တော့မဟောဒရာက DNA မစစ်တော့ပဲနဲ့ဘာလုပ်လဲဆိုရင်ဟိုဘက်ဒီပဲမြင်းကလေးတားကလေးလေးကိုမြင်းကလေးတားပြီးမြင်းနှစ်ခုဟိုဘက်ကမြင်းတစ်ထပ်ဒီဘက်ကမြင်းတစ်ထပ်တားအဲ့ဒီမြင်းတစ်ခုရဲ့စัจ जा မှာကလေးလေးကိုတိတ်ခိုင်းချခိုင်းပြီးတော့တယောက်ကခြေတော်ဘက်က
တယောက်ကလက်ဘက်ကနေပြီးတော့ဒီကလေးလေးကိုလွန်ဆွဲတယ်လို့ဆွဲခေါ်ရမယ်ရတဲ့လူဟာအမေပဲပြောလိုက်တာနော်ဆွဲလို့ရအောင်ဆွဲနိုင်တဲ့လူဟာအမေပဲဆိုတာဒါသူ့ရဲ့နည်းပညာဘယ်သူအမေတုံးဆိုတာသိဖို့အဲ့ဒီမှာဒီအမေလှုပ်တဲ့ပုဂ္ဂိုလ်ကဒီခြေထောက်ဘက်ကဆွဲတယ်ဘလူးမကလက်ဘက်ကဆွဲခုနကတခိုးမကလက်ဘက်ကဆွဲတယ်ဆွဲတဲ့အခါကျတော့ဟိုကတော့သူရဖို့ရအတွက်တားဆောင်ဆွဲတာပေါ့အမေလှုပ်တဲ့လူကကလေးလေးနာမှာဆိုတယ်ကလေးလေးကနာတာပေါ့ခြေထောက်ကတယောက်ကဆွဲလက်ကတယောက်ကဆွဲလွန်ဆွဲတယ်လို့ဆိုငိုးတာပေါ့ငိုတဲ့အခါအမေလှုပ်တဲ့ပုဂ္ဂိုလ်ကလွတ်လိုက်တယ်ကလေးနာသွားပြီဆိုတာကိုသိလိုက်တာနဲ့လွတ်ပြီးတော့ငိုးနေတော့တာဟိုတယောက်ကတော့အပြုံးမပြည့်ဆွဲခေါ်သွားတယ်ကလေးကိုအဲ့ဒီမှာလူလူပိယတ်ကိုကြည်ခိုင်းတယ်အေးသားသမီးပေါ်မှာနှလုံးသားနုညံ့တဲ့သူဟာအမေဟာအမေနဲ့တစိမ့်တရံဘယ်သူကပို့နုညံ့တယ်လဲလို့ဆိုတော့ခုနကသားလေးငိုတာကိုမကြားရက်လို့လွတ်လိုက်ပြီးတော့ငိုကြွေးနေတဲ့အမျိုးသမီးဟာစိတ်နှလုံးနုညံ့လို့သူ့သားလေးနာမှာဆိုလို့လွတ်လိုက်တာအဲ့ဒါကအမေရင်ခုနကခိုးတဲ့အမျိုးသမီးကိုကြည့်လိုက်တဲ့အခါကျတော့ဘုရားလောင်းကပြောပြတယ်သူဟာလူမဟုတ်ဘူးပေါ့ဘာကြောင့်လို့ဆိုရင်သူ့ကြည့်မျက်လုံးကမျက်တောင်မခတ်ဘူးတဲ့ညတရေနဲ့တွေ့ရင်တေချာကြည့်တရေမျက်တောင်မခတ်ဘူးတရေဆိုမျက်တောင်မခတ်ဘူးနော်အဲ့တော့သူဟာမျက်တောင်မခတ်ဘူးတဲ့စိုက်ကြည့်နေတတ်တဲ့မျက်လုံးကိုတေချာကြည့်ရင်သူကမျက်တောင်မခတ်ဘူးမျက်လုံးကလည်းနီတယ်တဲ့ပြီးတော့ကြောက်ရွံ့တဲ့စိတ်လည်းမရှိဘူးတဲ့သူမှာအရိပ်လည်းမထွက်ဘူးနေတယ်ဆိုဟိုကလူသားကအရိပ်ထွက်တယ်သူတို့ကအရိပ်မထွက်အဲ့ဒီအချက်၄ချက်ကြည့်ကြတဲ့ကဘုရားလောင်းကဒါလူမဟုတ်ဘူးဆိုတာသူကသိပြီးသားဖြစ်သွားတယ်မျက်တောင်မခတ်ခြင်းမျက်လုံးနီးရဲခြင်းနော်ကြောက်ရွံ့မှုမရှိခြင်းရဲတင်ခြင်းပေါ့လေသူကရဲတင်လွန်အားကြီးတယ်ရဲတင်လွန်ခြင်းတစေတည်းကရဲတင်နေတယ်နော်ရဲတင်လွန်အားကြီးခြင်းနော်အဲ့ဒါကြည့်ပြီးတော့အရေးမထွက်ခြင်းဆိုတာရတော့အရေးကထွက်မှာမဟုတ်ဘူးပေါ့အရေးမထွက်ခြင်းဆိုတော့ဒီအချက်၄ချက်နဲ့ကြည့်ပြီးတော့ဒါဟာလူမဟုတ်ဘူးဘလူးမပဲဖြစ်ရမယ်ဆိုပြီးတော့နင်ဘလူးမမဟုတ်လားလို့ဆိုတော့ဟုတ်ပါတယ်ဘာဖြစ်လို့ဒီကလေးကိုယူရတော့စားမလို့တဲ့စားခြင်းလို့ယူတာဆိုဘုရားလောင်းကဆုံးမတယ်သူများအသက်တွေတတ်ပြီးအခုလိုစားတတ်သည့်အတွက်ကြောင့်တန်တရားထဲမှာဆင်းရဲဒုက္ခတွေရောက်တာဖြစ်တယ်သူများတွေအသက်တွေတတ်တာပဏ္ဏိပါဒအမှုကိုပြုလို့ဒီလိုဘဝမျိုးရောက်တာဒါမျိုးတွေကိုနောက်ထပ်မလုံးနဲ့လို့ငါးပါးသီလလုံအောင်ကျင့်သုံးဖို့ဆိုပြီးဘလူမကိုတရားဟောလိုက်တယ်ရှုပ်ဝက်ချက်တွေအလုံးကိုဖော်ထုတ်ပြီးတော့ပြနိုင်တယ်မိခင်ရဲ့နှလုံးသားဟာသားသမီးတွေပေါ်မှာဘလောက်ထိအောင်အကျဉ်းကြီးမားတယ်ဆိုတာကိုလည်းပဲဖော်ပြပြီးတော့မိခင်အစ်စ်ဟာကိုသားသမီးနာကျင်အောင်ဘယ်တော့မှမလုပ်ဘူးရဲရဲစစ်စစ်သားကိုဆောင်းဆွဲပြီးတော့အရာယူသွားတာဒါမိခင်မဟုတ်ဘူးဆိုတာကိုလက်တွေ့ချပြပြီးတော့ဒီနိလန်းနဲ့တရားကိုမှန်ကန်အောင်ဆုံးဖြတ်ပေးလိုက်တာဖြစ်တယ်ဒါသားလူပွဲမှာအမေရင်ဟုတ်မဟုတ်နော်သူ့သားကိုယ်သားအငင်းပွားမှုတရားကိုဖျားလောင်းမောဒရာပညာရှိရခုလိုဆုံးဖြတ်ပေးလိုက်တယ်တဲ့ဒါသူ့ရဲ့တရားစီရင်မှုတွေတကူဒီသတင်းကိုလည်းပဲဘုရင်ကြီးကကြားအမတ်ကြီးကသတင်းပို့အမတ်ဘုရင်ကြီးကတော့ဒီလောက်နဲ့ပဲကြည်နလှပြီမဟောဒရာကိုနန်းတော်ခေါ်ခြင်းလှပြီသို့တော်သေနကအမတ်ကြီးကဒါလေးကဘာဟုတ်သေးတာလိုက်လို့ဆက်ပြီးတော့စုံစမ်းမအောင်ဆိုပြီးတော့ဘုရင်ကြီးကိုအချိန်ဆွဲထားပြန်တယ်အဲ့ဒီလိုအချိန်ဆွဲထားပြီးနန်းတော်မခေါ်ခင်အတွင်းမှာနောက်ထပ်ဆုံးဖြတ်เสียဇတ်လန်းတစ်ပုဒ်ကပေါ်ပေါက်လာပြန်တယ်ပေါ့လူနှစ်ယောက်ရောက်လာတယ်
တယောက်ကအသားမဲပြီးတော့အရက်ကပုကွာအရက်ပုအသားမဲမဲတရေပုံစံနောက်တယောက်ကတော့ဒီကပိဋ္ဌိဆိုတဲ့လူကတော့သူကအရက်ကြီးကအရှိကြီးအဲ့ဒီလူကတယောက်ပြီးတော့သူတို့နှစ်ယောက်မှာဒီကတာလာဆိုတဲ့အရက်မောင်းကောင်းကောင်းတဲ့အမျိုးသမီးတယောက်ဘာပြဿနာဖြစ်တုံးဆိုလို့ရှိရင်ခုနဂေါတကာလဆိုတဲ့အရက်ပုအသားမဲမဲလူကဒါသူစနီးပါသူမိမပါဆိုပြောတယ်ဟိုအရက်ထွားတော့လူကလည်းဒါသူမိမပါလို့ပြောတယ်နှစ်ယောက်အငင်းပွားမှုဖြစ်လာတယ်သူမိမကိုမိမအငင်းပွားမှုဖြစ်လာအဲ့ဒီတရားကိုဆွဖြတ်ရမှာဖြစ်တယ်ပေါ့ဒီနေရာမှာလည်းပဲမောဟဒရာပညာရှိကအသိဉာဏ်ကိုသုံးသွားတာသူတို့ဇလံကဘယ်လိုဖြစ်လာကြတာတုံးဆိုတော့ခုနကခောတကာလလို့ခေါ်တဲ့အသားမဲမဲအရက်ပုလူဟာသူများအိမ်ကို9နှစ်လောက်ကြုံခံပြီးတော့အလုံးလုံးမှဒီအမျိုးသမီးကိုသူရလာခဲ့တာဖြစ်တယ်ဒီအမျိုးသမီးနဲ့အိမ်တော်ဖက်ပြီးတော့သူရလာပြီးမိဘရထံကိုကြောဖို့ဆိုပြီးတော့ပြန်လာတာသူ့နာမည်ကိုဂေါတကာလလို့ခေါ်တယ်သူနဲ့ထိမ်းမြန်းထားတဲ့အမျိုးသမီးကိုတော့ဒီကတာလာလို့ခေါ်တယ်အဲ့ဒါလို့ဓမယနှစ်ယောက်မိဘကိုကြောဖို့ဆိုပြီးတော့အိမ်ပြန်လာတဲ့အခါမှာဘာတွေ့တုံးဆိုချောင်းတစ်ချောင်းမူးမြစ်ပေါ့ဗမာလို့ဆိုရင်တော့အဲ့ဒီလိုမြစ်တစ်မြစ်ကိုတွေ့တယ်မူးမြစ်ကလေးတွေ့တယ်မူးမြစ်ကလည်းရေစည်းတန်တယ်ပေါ့ဘလောက်နဲ့တယ်ဆိုတာလည်းသူတို့မသိဘူးနှစ်ယောက်စလုံးကလည်းရေကြောက်တယ်ရေမကူးတတ်ဘူးရေမကူးတတ်တော့သူတို့ရွာရောက်ဖို့ရလဲဒီချောင်းကိုဖြတ်ကူးရမှာဟုတ်ပဲတရားလည်းမရှိဘူးလေလည်းမရှိဘူးအဲ့တော့ဟိုဘက်ရွာသွားဖို့ခက်ခဲကြုံနေတယ်အမှန်ကတော့ချောင်းကတိမ်တိမ်လေးပါတဲ့ရေကြောက်တတ်တဲ့လူဖို့တော့အနဲ့ကြီးတို့ထင်အဲ့ဒီလိုဓမယနှစ်ယောက်ကန်းဆက်မှာထိုင်ပြီးတော့ကြံမိုင်းနေတဲ့အချိန်မှာဒီကပိဋ္ဌိဆိုတဲ့အရထွားလူတယောက်ရောက်လာပြီးတော့ရောက်လာတော့အဲ့ဒီလူနဲ့မိတ်ဆွေဖွဲ့ပြီးမေးတယ်ဒီမြစ်ကနဲ့တလားဆိုဟာနဲ့ကြီးတယ်ဒီမြစ်ကမတ္တနဲ့တယ်ပေါ့မြစ်ထဲမှာလည်းပြီးတော့မိချောင်းတွေရှိတယ်မိချောင်းတွေရှိတယ်တော့ခင်ဗျားဘယ်လိုသွားမှာတော့ငါနဲ့မိချောင်းတွေကမိတ်ဆွေဖြစ်နေပြီကိစ္စမရှိဘူးငါသွားလို့ရသူကငါကတော့ဒီထက်ကဖြတ်သွားမှာပဲအဲ့ဒါဆိုကျွန်တော်တို့ကူညီပါအောင်ထမင်းလေးလဲစားပါအောင်ပါတဲ့မုံလေးတွေရိတ်ခါမုံလေးတွေကျွေးပြီးတော့သူ့ကိုချော့မော်ပြီးဟိုဘက်ပို့ခိုင်းဟိုဘက်ပို့ခိုင်းအဲ့ဒီလူကမုံပဲတွေဝါအောင်စားပြီးတော့ဟိုဘက်ကောင်းဒါဖြင့်ခင်ဗျားတို့နှစ်ယောက်ဘယ်သူအရင်ပို့ရမလို့ဆိုတော့ခောတကလကသူ့မျိုးသမီးကိုအရင်ပို့လိုက်ပါပေါ့မုံပဲသေးစားတွေနဲ့ရိတ်ခါတွေနဲ့သူ့မျိုးသမီးကိုအရင်ပို့လိုက်ပါသူ့ကိုနောက်မှလာခေါ်ပါဆိုသူကရေထဲဆင်းကြတဲ့အရထွားကြီးကဆောင်းချောင်းထိုင်လိုက်တာဟုတ်ရောက်တော့ရေနစ်ချင်အောင်ဆောင်းပြီးတော့အဲ့ဒါလိုလုပ်ပြီးတော့ဒီကလူကလှမ်းပြပစင်နာချီကန်ချေးပါဆွာလို့ဒါလောက်ထွားတဲ့လူကြီးတောင်ကြည်စမ်းလက်ပင်ရောက်နေပြီဆိုပြီးတော့အဟုတ်မှရေကတော်တော်နဲ့ထားပဲဆိုပြီးတော့အဲ့ဒါသူ့ဇနီးတွေကိုထမ်းပြီးတော့ဟိုလူကဟိုဘက်ကန်းရောက်သွားလမ်းသွားရင်ကအလဲကောင်းမှရီးစားစကားပြောသွားတယ်သူပြောမယ်ဆိုတကယ်လူနော်ဒီလူဘူးအသားမဲမဲနဲ့နေမဲ့အစားတဲ့သူ့ကိုကောင်းကောင်းထားပါမယ်တဲ့အိမ်သူ့ကိုလက်ခံမယ်ဆိုလို့ရှိရင်သူ့ကိုအိမ်ခေါ်သွားပြီးတော့ဘာမှလောက်ကင်မစားရအောင်အိမ်မှာအလုပ်သမားတွေလည်းရှိတယ်ပတ်စံလည်းရှိတယ်ကောင်းကောင်းကျွေးထားမယ်ဘယ်နဲ့လုံးသဘောတူလားလို့ဆိုစဉ်းစားတာပေါ့နော်ဒါမျိုးကစဉ်းစားဝင်သွားတယ်စဉ်းစားတော့သူ့ကိုမစွန့်ပစ်ဘူးဆိုရင်တော့ပြောတဲ့အတိုင်းဂရိတီးပဲဆိုရင်သူလက်ခံမယ်ဆိုစိတ်ချငါကောင်းကောင်းကျွေးထားမယ်ဒီလူကဘာမှလုပ်နိုင်တာလည်းမဟုတ်ဘူးအရက်ကလည်းပူသေးတယ်သားကလည်းမဲသေးတယ်ကဲသူ့ကိုပြစ်ထားကြအောင်ငါလည်းနှစ်ယောက်
ပေါင်းသိညမယ်ဆိုဟိုဘက်ကန်းရောက်မုံပဲသေးစားတွေစားပြီးလက်တွဲပြီးတော့လမ်းလျှောက်သွားတာဟာဒီဘက်ကလူကငါလာမခေါ်ဘဲနဲ့မင်းတို့ဘာလို့သွားကြတာလဲအော်ဟစ်ပြီးရေကလည်းကြောက်သေးတယ်ကမ်းမောင်းဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နောက်ကြတော့သေးချင်းသေးပါစေသူမိမပါသွားပြီဆိုတော့ရေထဲတင်းခုန်ချလိုက်တော့ရေကသူ့ဒူးတော်မမြုပ်နော်ဒူးတော်မမြုပ်တော့တခါတည်းရှည်ထဲဖြတ်ပြီးတော့အတင်းလိုက်တာပေါ့ပူဆိုတော့ခြေတော့ကတွက်တယ်လေအဲ့တော့ဟိုဘက်ကန်းရောက်တဲ့အခါကျတော့ဟာမင်းဘာလို့ငါမိမခိုးပြေးတာတော့နဲ့ဆိုပြီးတော့အတင်းပြောတဲ့အခါမှာဟိုလူကလေခုတ်ကိုဆွဲပြီးသူ့ကိုတွန်းပစ်လိုက်တယ်ငါအမျိုးသမီးငါခေါ်သွားတာမင်းနဲ့ဘာဆိုင်လို့တော့ဆိုပြီးတော့ပြောတော့ဟာလက်ဆွဲပြီးတော့အတင်းစကားများကြဆူကြနဲ့မဟောဒရာတို့ယုံနာရောက်လာတဲ့အခါဒီလူနှစ်ယောက်ဘာဖြစ်တာလဲဆိုနော်မဟောဒရာယုံရောက်သွားတယ်ဘယ်သူကတကယ်တယောက်ကလည်းပဲဒါသူ့အမျိုးသမီးပါဟိုတယောက်ကလည်းသူ့အမျိုးသမီးပါပြောနေတယ်ကဲမဟောဒရာကဘယ်သူဟာဘယ်သူအမျိုးသမီးလဲဆိုတာကိုရှုပ်ဝက်ချက်နဲ့သူကမေးတာဗာမေးတော့ဆိုရင်တယောက်စီခွဲထားပြီးတော့ဂေါတကာလကိုရင်မေးတယ်မင်းနာမည်ကဘယ်သူတော့ဂေါတကာလမင်းအမျိုးသမီးနာမည်ကဘယ်သူတော့ဒီကတာလာဟုတ်ပြီသူ့အမေကဘယ်သူလဲအဖေကဘယ်သူလဲအကုန်လုံးမေးတာမေးတော့ဂေါတကာလကတခါတည်းအကုန်ဖြေနိုင်တယ်သူက9နှစ်သူဂျုံခံပြီးတော့မှရလာတဲ့အမျိုးသမီးဆိုသူကုန်ဖြေတယ်ကုန်ဖြေပြီးတော့ဒီကပိဋ္ဌိကိုခေါ်မေးတယ်ဒီမျိုးသမီးနာမည်ဘယ်သူတော့ဆိုရင်သူပြောစရာမရှိတော့မအဟွာဖြစ်သွားနာမည်လည်းမသိဘူးသူကလမ်းမှာတွေ့လာတာလေနာမည်ဟိုဒီဘက်ဒီမေးမထားဘူးအဲ့တော့နာမည်ကစီရီယာလောက်ပြီးဒါသူ့အမေကဘယ်သူတော့သူ့အဖေကဘယ်သူတော့မေးတော့လည်းပဲပါဇက်ထဲတွေ့ရဖမ်းဆိုပြောတော့ဟိုလူပြောတာနဲ့ကွဲကုန်ပြီပေါ့နော်တခါဒီကတာလာဆိုတဲ့အမျိုးသမီးကိုခေါ်ပြီးတော့နင်းမေရဘယ်သူတော့နင်းဖေရဘယ်သူတော့မေးလိုက်တဲ့အခါကျတော့ဂေါတကာလအဖြေနဲ့သွားကြိုက်တယ်အဲ့တော့ဂေါတကာလအဖြေနဲ့သွားကြိုက်တော့အလုံးကိုမှတ်သားခိုင်းထားပြီးတော့မောဒရာပညာရှိကပြောတယ်ဘသူအဖြေကကြိုက်တာလဲလို့ဆိုဂေါတကာလရဲ့အဖြေကကြိုက်တယ်ဒီကပိဋ္ဌိဆိုတဲ့လူတော်ကြီးရဲ့အဖြေကအကုန်လွဲမှားနေတယ်အဲ့တော့ဘသူဟာဒီစနီးမောင်နှံသူ့အမျိုးသမီးဖြစ်နိုင်တယ်လေဘသူကသူ့အမျိုးသမီးမဟုတ်ဘူးခိုးလာတာဖြစ်ရမယ်အဲ့ဒါကိုလူထုပြိဿကိုချပြလိုက်ပြီးတော့အလုံးကနေပြီးဒါဂေါတကာလကမှန်တယ်ဆိုဂေါတကာလဘက်ကိုအလုံးမဲပေးကြတယ်ဟောမဲပေးလိုက်တော့မောဒရာပညာရှိကဒီကပိဋ္ဌိကိုမှန်ပြောမင်းပြောတာတွေအကုန်တလွဲတွေကြီးပဲမှန်ပြောဆိုတဲ့အခါကျတော့ဟုတ်ပါတယ်သူရေလဲကောင်ထိုင်းရင်ကနေရီးစားစကားပြောပြီးခိုးလာခဲ့တာပါဟာသူ့အဖြစ်ကအဲ့လိုဖြစ်ရှုံးသွားနော်အဲ့ဒါလို့အငင်းပွားမှုတရားကိုလည်းပဲတကယ်ကိုနီလန်းတကြစီရင်ဆုံးဖြတ်ပြီးတော့ပေးတော့တကယ်ကိုတန်တော်ဖြစ်ကြတယ်ပညာရှိမကြီးကဘုရင်ကြီးစီသတင်းပို့တယ်ဘုရင်ကြီးကလည်းခေါ်ဖို့ကြိုးစားတယ်သေနကအမကြီးကလေဒါလေးများပညာရှိမခေါ်နိုင်တော့သေးပါဘူးဆက်ဆုံစားကြပါအောင်ဆိုပြီးအချိန်ဆွဲလိုက်ပြန်တယ်ပေါ့နော်အဲ့ဒါလို့နဲ့ဒါတရတဲ့ဖြစ်တဲ့ကိစ္စတွေမဟုတ်ဘူးတစ်နှစ်ပြီးတစ်နှစ်ကကြာတော့မှာပေါ့တဖြည်းဖြည်းနော်အဲ့ဒါလို့ဖြစ်တည်ဟာနောက်တစ်ခုပေါ်လာပြန်တယ်ပေါ့နောက်တစ်ခုဖြစ်ပျက်ကဘာတော့ဆိုရင်ယထာနဲ့မြင်းထားနဲ့ပတ်သက်ပြီးပိုင်ဆိုင်မှုအငြင်းပွားမှုပြဿနာပေါ်လာသူပိုင်ကိုယ်ပိုင်မြင်းထားနဲ့ပတ်သက်ပြီးအငြင်းပွားမှုဖြစ်လာတယ်အဲ့ဒီအငြင်းပွားမှုဖြစ်လာတဲ့အခါမှာတရားရုံးကိုရောက်လာတာအကြောင်းကတော့လူတယောက်ဟာမြို့ပြင်ထွက်ပြီးတော့ရေချိုးဖို့ဆိုပြီးတော့သူမြင်းထားအိမ်ကရှိတဲ့မြင်းထားကိုမောင်းပြီးတော့ထွက်လာတော့လမ်းမှာလူတယောက်နဲ့တွေ့တယ်အဲ့ဒီလူကယထာနောက်ကဆွဲပြီးတော့လိုက်လာတယ်ကပ်ပြီးတော့လိုက်လာတယ်
ဘာလုပ်ချင်လို့လဲခမည်းကိုကူညီပေးပြီးတော့ကျုပ်ကခမည်းရဲ့ဝေယဝဆလုပ်ချင်လို့ပါဆိုတော့သူကသဘောကျတာလှုပ်တာပေါ့ဆိုပြီးအဲ့ဒီလူနဲ့မိတ်ဆွေဖွဲ့လမ်းရောက်တဲ့အခါကျတော့ခြုံွယ်လေးနဲ့ပေါက်တော့ပေါက်မြိုင်ရောက်တဲ့အခါပေါ့နော်အဲ့ဒီမှာသူကနောက်ဖေးသွားကြတော့ယထာခဏရပ်ပြီးတော့ခဏနောက်ဖေးသွားအောင်မယ်ဆိုပြီးတော့ယထာပိုင်ရှင်ကခြုံွယ်မှာထိုင်းနေတဲ့အချိန်ဒီလူကယထာကိုမောင်းပြေးတော့ခြုံွယ်ကနေပြီးတော့အမြန်ဆုံးပြီးထလိုက်ရတာပေါ့ငါယထာဘာလို့မောင်းပြေးတာတုံးဆိုမင်းယထာတခြားနေပါဒါငါယထာငါပိုင်နေယထာဆိုပြီးဟိုလူကအတင်းညင်းတယ်အဲ့တော့ယထာတစ်စင်းနဲ့ကိုသူ့ပိုင်ကိုယ်ပိုင်အငင်းပွားမှုတွေဖြစ်လာတဲ့အခါကျတော့တရားရုံးရောက်မောဒရာပညာရှိကဘသူပိုင်နေဆိုတာဘယ်နည်းနဲ့ဆုံးဖြတ်ရမလဲသူခေါင်းနဲ့စဉ်းစားလိုက်တဲ့အခါမှာဟိုလူတယောက်ကိုအကဲခတ်လိုက်တဲ့အခါမှာအဲ့ဒီလူတယောက်ကခုနလိုပဲပုံတရံကမျက်တောင်မခတ်ဘူးရဲရင်နဲ့အဲ့လူကမျက်တောင်မခတ်ဘူးရဲရင်နဲ့ဒီလူကဟိုရဲတင်းလွန်အားကြီးတယ်ဟိုတယောက်ကတော့တာမန်လူပဲဆိုတာကိုအကဲခတ်လို့ရသို့တော်လည်းပရိသတ်ထင်ရှားအောင်လို့ဆိုပြီးတော့ထင်ရှားအောင်ဘသူပိုင်နေဆိုတာကိုထင်ရှားအောင်ဘာလို့ခိုင်းမလဲသူတို့ကိုမေးတယ်ဟောဒီမှာယထာကိုငါမောင်းမယ်မောင်းတဲ့အခါဟောဒီယထာကိုဆွဲပြီးတော့နောက်ကနေပြီးအပြေးလိုက်ရလိုက်နိုင်တဲ့လူဟာယထာပိုင်ရှင်ပဲဖြစ်မယ်သူကဤပညာနဲ့ပြောလိုက်တဲ့အခါကျတော့ကောင်းပါပြီပေါ့အယထာမောင်းသမားတယောက်ကိုခေါ်ပြီးတော့ယထာကိုအတင်းမြင်ယထာကိုအတင်းမောင်းခိုင်းတော့တာမန်လူသားတယောက်ကတော့ခဏပဲပြေးနိုင်မှာပေါ့မောပြီးတော့ယထာလွတ်ပြီးတော့ကြံ့ရစ်တယ်ဟိုတယောက်ကတော့ယထာနဲ့အပြေးလိုက်တယ်ပြန်လာလဲပြေးပြန်လာတယ်သူကမောတဲ့တရံလည်းမရှိဘူးချွေးလည်းမထွက်ဘူးမျက်လုံးကလည်းမျက်တောင်မခတ်ဘူးဆိုတော့အဲ့ဒီလူနှစ်ယောက်ရဲ့ပုံပန်းတန်တန်ကိုကြည့်လိုက်တဲ့အခါမှာကွဲပြားခြားလာအဲ့ဒီမှာမောဒရာပညာရှိကပြောတယ်ဒီလူကယထာပြေးတဲ့နောက်ကိုလည်းယထာမီကိုဆွဲပြီးတော့နောက်ကအပြေးလိုက်တယ်ပြန်လာတော့လဲအဲ့ဆွဲပြီးတော့ပြေးလိုက်လာတယ်အဲ့တော့ဒီလူကမောလည်းမမောဘူးချွေးလည်းမထွက်ဘူးမျက်လုံးကလည်းပဲမျက်တောင်မခတ်ဘူးရဲတင်းလွန်အားကြီးတယ်ဒီလူကလူမဟုတ်ဘူးနတ်ဖြစ်ရဟိုလူတယောက်ကတော့မောပြီးတော့လဲကြံရစ်တယ်ဒီလူကတော့လူသားဆိုတာဟာပြင်မခံနိုင်ဘူးမောသွားနိုင်တယ်ဟိုလူကယထာပိုင်ရှင်ဖြစ်ဖြစ်နိုင်တယ်ဆိုတာကိုလူတုပရိသတ်ကိုသိစေပြီးတဲ့အခါမှာခုနကမမောတဲ့ရဲတင်းနဲ့ချွေးမထွက်တဲ့လူကိုမေးပြီးတော့မင်းဘယ်သူလဲလို့ဆိုတော့အဲ့ကြတော့ဖြောင်းချက်ပေးတယ်သူဟာတရားမင်းမလို့ပြောတယ်ဘာဖြစ်လို့ဒီလိုလှုပ်တာတော့ဆိုတော့မောဒရာပညာရှိရဲ့ဂုဏ်သတင်းတွေကိုတိုးတက်လာအောင်မှန်ကန်ဘယ်လိုတရားစီရင်လဲဆိုတာလူသိထင်ရှားအောင်ပို့ပြီးတော့ပေါ်ပြူလာဖြစ်အောင်သူကလှုပ်ဆောင်ပေးခြင်းလို့လာပါတယ်လက်ထဲဆေးထိုက်လိုက်တာလဲသူပဲလေလက်ထဲမှာမောဒရာမွေးကလက်ထဲမှာဆေးလေးထည့်ပေးလိုက်တာသူပဲဆေးတောင်လေးထည့်ပေးလိုက်အခုလည်းပဲတရားယထာတရားစီရင်ဆုံးဖြတ်တဲ့နေရာမှာတကယ်တဘာဝအတိုင်းစီရင်ဆုံးဖြတ်တာကိုထင်ထင်ရှားရှားပြခြင်းလို့သူလိုက်တယ်အဲ့တော့တရားဆိုတာတရားကြမှာဆင်းတာတော့မဟုတ်ဘူးတရားဆင်းတဲ့တရားတော့မဟုတ်ဘူးเนาะသူကလူလောကနဲ့သူတို့တာဝရိန္ဒနတ်ပြည်ဆိုတာဆက်ဆက်နေတာဘလို့ဆက်ဆက်နေတော့ဆိုလူပြေကလူတွေဟာဒါနကောင်းမှုသီလကောင်းမှုစသည်စောင့်တည်နေကြတဲ့အခါမှာဆိုရင်တာဝရိန္ဒနတ်ပြည်မှာရောက်လာတဲ့နတ်တိတိနဲ့ပို့ပြီးတော့စီကားတယ်မြတ်စွာဘုရားကိုတခါတော့ရှောက်ဖူးတယ်ရှင်ဘုရားလောကမှာဖျားပွင့်တဲ့အချိန်ဆိုလို့ရှိရင်တဲ့နတ်ပြည်ဟာစီကားတယ်လို့ကြားမှုပါတယ်နတ်ဥယျာဉ်တွေတိုးတက်လာတယ်ဗိမာန်တွေတိုးတက်လာတယ်ဖျားပွင့်တဲ့အချိန်မှာဆိုလူတွေကဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်ကြတယ်ဒါကြောင့်မို့နတ်ပြည်ရောက်တဲ့လူကများတယ်ငရဲကြတဲ့လူကနည်းတယ်ငရဲတိရစ္ဆာန်ပြိတ္တာအပယ်လေးပုံသွားတဲ့ပုဂ္ဂိုလ်ကနည်းတယ်အခုလည်းရှင်ဘုရားပွင့်လာတဲ့နောက်မှာတဲ့နတ်ပြည်မှာနတ်ဥယျာဉ်တွေတိုးတက်ပါတယ်ဆိုတာကိုလျှောက်ထားဖို့တယ်မြတ်စွာဘုရား
နော်သူကြားဘူးတဲ့အတိုင်းပဲနတ်ပြည်မှာဒီနတ်သားနတ်သမီးတွေများပြီးတော့ပျော်စရာကောင်းလာတယ်ပေါ့ငရဲတို့တိရစ္ဆာန်တို့ပြိတ္တာဘုံတို့မှာနေပါလာတယ်ပေါ့နတ်ပြည်ကနတ်ဥယျာဉ်တွေတိုးတက်လာတယ်ဆိုအဲ့တော့သူ့ရဲ့နတ်ပြည်ကစီကားခြင်းမစီကားခြင်းနဲ့လူပုံနဲ့ပတ်သက်နေတယ်ဒါကြောင့်လူပုံနဲ့ပတ်သက်တဲ့အခါမှာတစ်ခါလူတွေကအကျဉ်းစာရိတ္တပြက်ပြီးတော့သိုးသွမ်းလာတဲ့အခါမှာတရားမင်းကလူတွေကိုချင်းချောက်ပြီးတော့တကယ်ကိုကောင်းကြောင်ကိုချင်းတရားကောင်းတဲ့အပေါ်မှာပုတ်တင်ပေးတတ်တာတွေရှိတယ်အဲကြောင့်တချို့ကတရားသာသနာလို့ပြောလို့ရှိကြတယ်တကယ်ကတော့တရားသာသနာရဲ့လို့မဟုတ်ပါဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေနောက်ပိုင်းမှာရော်ရဲလာတဲ့အခါမှာတရားမင်းကလာရောက်ပြီးတော့ရော်ရဲနေတာတွေကိုပြန်ပြီးတော့တတိပေးပြီးတစ်ဖက်ကလည်းချင်းချောက်တယ်တစ်ဖက်ကလည်းပဲလမ်းမှန်ရအောင်လုပ်ပေးတယ်ဆိုတာတွေဟာလူလောကမှာမကြာခဏဒီအဖြစ်အပျက်တွေဟာရှိတယ်ပေါ့တရားမင်းကိုယ်တိုင်ကိုကသူတို့တာဝရိန္ဒနတ်ပြည်မှာဒီသူတော်ကောင်းလို့သတ်မှတ်ထားတဲ့စံရှိတယ်မိဘကိုလှုပ်ကြွေးရမယ်ဆွေတွေမျိုးတွေကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ယူသေးလေးစားရမယ်စကားပြောချိုသားရမယ်ရိုင်းရင်ဆိုင်ဆိုင်မပြောရဘူးနော်ဒီချိုသားသားစကားပြောတတ်ရမယ်နှမျောတွန့်တိုမှုတွေအာမကြည့်ရဘူးမှန်သောစကားကိုပြောဆိုရမယ်ဒေါသတွေမထွက်လွန်ရဘူးဝန်တိုအိတ်တာမစ္စရိယာတွေမများရဘူးအဲ့ဒါမှသူတို့လောကမှာသူတော်ကောင်းလို့သတ်မှတ်တယ်လူလောကမှာမိဘလှုပ်ကြွေးတဲ့လူတွေနဲလာသလားလူကြီးသူမတွေယိုသေးတဲ့ပုဂ္ဂိုလ်တွေနဲလာသလားတရင်သီလစောင့်ထိုင်တဲ့ပုဂ္ဂိုလ်တွေနဲလာသလားဆိုတာအမြဲတမ်းစောင့်ကြည့်ပြီးတော့နဲလာတဲ့အခါမှာဝင်ရောက်ပြီးတော့တမ္ပတ်တင်းပေးတာမျိုးတွေဖြစ်တယ်ပေါ့အဲ့တော့သူတော်ကောင်းတွေဆိုလို့ရှိရင်လည်းဝင်ရောက်ပြီးအားပေးမှုပြုခဲ့တာတွေလည်းရှိတယ်။ဘာကြောင့်ဒါတွေလှုပ်တာတော့ဆိုနတ်ပြည်နဲ့လူပြည်ဟာဆက်ဆက်နေတယ်။ဆက်ဆက်နေသည့်အတွက်ကြောင့်ဒီလိုလှုပ်တယ်ဆိုတာဒါသဘာဝကျတယ်နော်။ရောရဲဖြစ်ပြီးနတ်ပြည်မှာနတ်ဥယျာဉ်တွေနဲလာပြီဆိုရင်ဒီလှုပ်ကိုလုံးမှာပဲသိချတယ်။သိချတယ်။ဒါကြောင့်မလို့အဲ့ဒါတွေလှုပ်ဆောင်မှုအတွက်တရားမင်းကြီးကလူပြည်ကိုဆင်းလာတတ်တယ်ပေါ့ဆင်းတယ်ဆိုတာသူတို့အတွက်ကအချိန်တွေအများကြီးယူရတာမဟုတ်ဘူးနတ်ဆိုတာပြုတ်ခနဲ့ပေါ်လာတယ်ပြုတ်ခနဲ့ပြန်ပြောက်သွားနိုင်လူပြည်နဲ့ဆက်ဆက်ပြီးတော့နေတာဖြစ်လို့ပုံမထဒေဝါလို့လည်းခေါ်လို့ရတယ်သူတို့ကအဲ့ဒါလို့အခုလည်းပဲဘုရားလောင်းမောဟဒရာပညာရှိရဲ့ပညာအစွမ်းစားတွေလူလောကမှာပို့ပြီးတော့ပေါ်လွင်ထင်ရှားလာစေဖို့ရအတွက်အခုလိုတရားဆုံးဖြတ်မှုပေါ်ပြူလာဖြစ်စေဖို့သူကိုယ်တိုင်ကဒီတရားခံလုပ်ပြီးတော့နော်တရားတစ်ပေါင်းမှာတရားခံအဖြစ်နဲ့တရားခွင့်ရောက်လာတာဘုရားလောင်းပညာရှိကိုချီးမွမ်းမှုမြင့်တင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့လာတာအဲ့ဒါလိုလာပြီးချီးမွမ်းထောမနာပြီးတရားတောင်မှပဲဒီအမှားလုပ်လို့မရဘူးဆိုပညာရှိမောဟဒရာအမတ္တမမောဟဒရာပညာရှိဟာအလုံးမဲ့ပညာရှိပါပေတယ်ဆိုတာကိုချီးမွမ်းထောမနာမှုကိုပြုကြဒီသတင်းကိုဘုရင်ကြီးကလည်းကြားတော့အလုံးကိုအံ့ဩပြီးနန်းတော်ကိုခေါ်ဖို့တေနကအမတ်ကြီးနဲ့တိုင်ပင်လိုက်တဲ့အခါမှာအရှင်မင်းကြီးစောပါသေးတယ်နော်အကယ်၍မောဟဒရာနန်းတော်ရောက်လာလို့ရှိရင်သူတို့ရဲ့ဒီဂုဏ်သိက္ခာတွေကကျဆင်းသွားမှာဆိုလိုရင်းကတော့သူကမောဟဒရာပညာရှိရဲ့ပညာကိုမနာလိုတဲ့အိဒါဖြစ်ခြင်းသူကြလာသူရရှိထားတဲ့ယာဓုပေါ်မှာမစ္စရိယဖြစ်ခြင်းဆိုတာဒီကြောင့်မို့လို့အခုလို့အချိန်ဆွဲပြီးတော့ဘုရင်ကြီးကိုမခေါ်ဖို့ရာအတွက်အချိန်ဆွဲပြီးတော့အမြဲတမ်းပိတ်ဆို့နေတာတေနကအမတ်ကြီးကဒီလိုလုပ်ခဲ့တာဖြစ်တယ်ပေါ့အေးဒီဇာလန်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မောဟဒရာပညာရှိဟာစစရရတာမန်ကိစ္စလေးတောင်မှပဲသူကိုယ်တိုင်သိဉာဏ်နဲ့သိတော့လည်းပဲသူ့ရဲ့ဆုံးဖြတ်ပုံလေးဟာအများပေါ်မှာထင်ထင်ရှားရှားမှတ်သားနိုင်လောက်အောင်ဒီမိုကရေစီကြအားလုံးကလက်ခံနိုင်တဲ့ဆုံးဖြတ်ချက်ကိုသူဆုံးဖြတ်မှုကိုပေးခဲ့တယ်ဆိုတာဟာအဗ္ဗဓမ္မ
မှတ်သားစရာကောင်းတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘောဓရာပညာရှိနဲ့သူဤပညာစွမ်းအားတွေဟာအမခံကြီးကျယ်လာတာကိုသိရှိအားကြပြီးတော့မိမိတို့ကိုယ်တိုင်လည်းပဲပညာရှိဖြစ်အောင်တို့တွေစ조사အထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးပညာစွမ်းပကားတွေမြင့်မအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာဘုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာသာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းသာဓုသာဓုသာ